အဲ့ဒီကန်လေးသွားကြည့်လိုက်အောင်နော်အဲ့ဒီကန်ကလည်းအဲ့ဒီကန်65လက်ပါတယ်မဆို QPZ တော့နော်အများကြီးပဲဂျို EMR တို့နော်မကရောဇာတော့ပါတယ် DB တို့ကဲနေသားလေးက level 1 P90 PP90 တဲ့ကတ်ကြီးလာကေမစီထွက်နေတယ်တုံးစံရှိုးလာတော့မှာကေမစီတောင်ထွက်နေလှနေရှင်နိုဗီကရှင်နိုဗီ level 6အချက်ပါပါဆိုရင်အော်ရှင်နိုဗီကအကုန်လုံးထက်စမတ်အကုန်လုံးစုံတယ်နော်ဘာမှပြောရမလို့အကုန်စုံတယ်ကြီးရှင်နိုဗီကလည်း AK လေးကပါသေးရနော် AK အလားလေးရမှာ UMB ကပါသေးရမှာကဲတွဲလုံးဆိုတာဒါမျိုးမှတွဲလုံးဒီကော AUG ကပါသေးရ UMB ကပါသေးရမနော်ပန်နေတဖူးပန်နေနော်တဖူး UMB ကပါသေးရဆိုတကားမှတကယ်တွဲလုံးခေါ်တော့ကြည့်ဦးကင်မစီထွက်နေကြည့်လိုက်အောင်ခေါ်ရတာတော့ကဲကျွန်တော်စာချရုပ်နော်ဒီ M4 ဒီ AK ကတော်တော်လေးကိုရှားတယ်တော်တော်လေးကိုရှားတယ်ကန်နဲ့ပါတယ်ကြည့်လိုက်အောင်တော်တော်လေးစာချရုပ်ကရှားလဲလူကြိုက်လဲများတယ်ရှိုးတော့အောက်ကလေးတော်တော်ဆွဲလိုက်မယ်ကဲလေးစားမတ်လေးနော်ရှိုးတော့လေးစားမတ်လေးကဲတဖူးမတ်လေးနော်တဖူးမတ်ကထက်စမတ်ဘာညာစုံနေတော့ကြည့်ပြီးမယ်ထမန်တိတ်တော့မစုံဘူးနော်ဘာမှတော့တိတ်မပါသေးဘူးကဲ Glacier လေးနော် Glacier လေးက Glacier 3 scope လေးပွင့်ထားမယ်ကုန်မဒီကောင်လေးကို30ဝန်းကျင်နဲ့ရမယ်နော်30ကိုအထူးကြီးလို့မထင်နဲ့ပပလေးနဲ့ရမယ်ကဲတစ်ချက်ပြပေးမယ်ဘယ်ခုနှစ်ကဆော်ထားလဲဆို၄နှစ်ရီရရှော့တော့ဆော်သွားပြီနော်